ရန်ကိုလက်ပေါက်ကတ်တော့အရန်ကိုကစီနေတော့အရန်ကိုပြောရခက်တော့သူများအတွက်ဒီဗီဒီယိုလေးကိုစောအောင်ကြည့် skin care လုပ်တယ်တဲ့နော်ဒီကိုယ်မျက်နှာသားရေ skin care လုပ်တယ်9မျိုးတစ်ဆက်လုပ်မယ်4မျိုးတစ်ဆက်လုပ်မယ်3မျိုးတစ်ဆက်လုပ်မယ်ဒီထဲမှာတစ်မျိုးတည်းကိုသုံးလို့မရဘူးလားလာမေးနေကြတယ်အရန်ကိုလက်ပေါက်ကတ်တာပဲနော် skin care လုပ်ပြီဆိုမှတော့ skin care step တစ်ခုချင်းစီကကိုယ့်ရဲ့မျက်နှာအသားရည်အတွက်လိုအပ်တဲ့အရာတွေကိုတစ်ခုချင်းစီတစ်ဆင့်ချင်းစီပေးတဲ့အရာတွေကြီးပဲတစ်မျိုးတည်းသုံးလို့တော့ထိရောက်မှုကတော့ဘယ်မြန်မှမလဲရှင်တို့တွေကိုယ့်ရဲ့မျက်နှာသားရည်ကိုမြန်ထိရောက်မှုဖြစ်ချင်တယ်ကိုယ့်ရဲ့ skin လေးကို glow skin bling bling လေးနဲ့မြန်လေးရချင်တယ်ကိုယ့်ရဲ့မျက်နှာသားရည်ကိုသူတကာထက်ပို့ပြီးတော့နှုတ်ပြမှုကိုအမြန်လိုချင်တယ်ဆိုလို့ရှိရင်3မျိုးတစ်ဆက်လားလိမ့်ပြလိုက်4မျိုးတစ်ဆက်လားချပြလိုက်5မျိုးတစ်ဆက်လားချက်ချင်းကောက်လိမ့်ပြလိုက်ဘာဖြစ်လို့တစ်မျိုးတည်းလိမ့်လို့ရလားလို့မေးနေတာလေလှချင်တယ်မို့လားအရွယ်တင်နှုတ်ပြချင်တယ်မို့လားအသားရည်လေးတွေ skin လေးတွေသူများထက်ပို့ပြီးတော့ကောင်းမွန်ချင်တယ်မို့လားဒါဆိုလို့ရှိရင်လက်ပေါက်မကတ်နဲ့ဒီပြောရမခက်နဲ့ဒီပြောစကားလေးကိုနားထောင်ပေါ့နော်ရှင်စင်စူတော့မှန်နော်ကဲပထမဆုံးရှင်စင်ပြမယ်ဒီဟာလေးတွေကိုမျက်နှာတစ်ကနေမှပါသေးဘူးမျက်နှာပေါ်လိမ့်ချယ်ဖို့ရတဲ့ skin care လေးကိုပဲပြောမယ်တိုနာကြီးချွတ်လိုက်မှဆဲတွေကြားထဲမှာရှိရဲ့အညစ်အကြေးတွေအကုန်ပြောင်းစင်သွားမှနောက်ထပ်လိမ့်မဲ့ skin care လေးတွေကဆဲတွေထဲကိုဝင်ပြီးတော့ထိရောက်မှုရှိမယ်3ဖြောင်3ရေတက်ပြ moisturizer ရေသားုံနဲ့မျက်နှာသားရေတက်မပြည့်ဘူးလိမ့်ပြီးမှပဲရမယ်ကိုယ်မျက်နှာသားရေအရေးချောင်းကင်မီတင်းတဲ့ MSF ပြောင်းချင်တယ်ဆိုရင်လိမ့်ဖြောင်လိမ့်ရေတက်ပြ moisturizer နော် botanic cream တင်းတဲ့ MSF ပြောင်းမယ်အမားတို့ကျိုင်းခွက်တွေပြောင်းမယ်အရွယ်တင်နှုတ်ပြမယ်မလိမ့်လို့မရဘူးလေNika sun cream skin care လုပ်ပြီဆိုမှတော့ sun cream မလိမ့်မနဲ့ဘယ်လိုလုပ်ဖြစ်မှာတော့ကိုလိုလိုက်တဲ့ည skin care တွေအကုန်လုံးကိုထိရောက်မှုရခြင်းနဲ့ဆက်ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ Nika sun cream ကတော့မဖြစ်မနေလိမ့်မော်ရှင်ကဲအများကြီးမဟုတ်ဘူးဆိုရင်ဒီလိမ့်မို့တစ်ဆက်လေးကိုပဲလိမ့်နော် step like သူဆင့်လိုက်သူလိမ့်မှပဲထိရောက်မှုရလိမ့်မယ်အဆင့်မကျော်နဲ့တစ်မျိုးတည်းနဲ့လည်းခုတ်ကပ်ပြီးမထားခြင်းနဲ့မြန် skin ကောင်းနေတယ်ဆိုလို့ရှိရင်လိမ့်မို့တစ်ဆက်ဆိုလည်းလိမ့်ချလိုက်နော်ပြောစကားလေးတော့နားထောင်ပြောရမခက်နဲ့ကွယ်ဟုတ်ပြီလား